ကဘာပေါ်ကထူးထူးခြားခြားမိမရဖို့စူးစမ်းတဲ့ကောင်များအားလုံးပဲမင်္ဂလာပါဒီနေ့တော့ထူးခြားတဲ့ဇာတ်လက္ခဏာတွေနဲ့သူတို့ရဲ့ကျင့်ဝတ်ကိုရရှိဖို့ကြိုးပမ်းအားထုတ်ကြတဲ့တိရစ္ဆာန်လေးတွေရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်ပထမဆုံးအနေနဲ့အန်တာတီကရေခဲပြင်တွေမှာအများဆုံးတွေ့ရတဲ့အမ်ပါရာပင်ဂွင်းလေးတွေရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်ပင်ဂွင်းလေးတွေရဲ့ခြေရမှာကြောက်ခဲလေးတစ်လုံးကအဓိကပါပဲအထီးလေးကသူကြိုက်တဲ့အမလေးစီကိုချင်းကပ်ပြီးတက်ရက်လှပတဲ့ကြောက်ခဲလေးတစ်လုံးကိုဆက်သလေးရှိပါတယ်ဒါသူ့ရဲ့ချစ်ချင်းမြတ်တာလက်ဆောင်ပါပဲတခါတလေအခြားထီးတွေစီကနေကြောက်ခဲလေးတွေခိုးယူပြီးအမလေးသူ့ကိုလက်ခံလာအောင်လဲစူးစမ်းတတ်ပါသေးတယ်ဒီကြောက်ခဲလေးဟာချစ်ချင်းမြတ်တာရဲ့သင်္ကေတနဲ့မိသားစုဘဝစတင်တည်ထောင်မဲ့အကြောင်းကိုဖော်ပြခြင်းပဲဖြစ်ပါတယ်နောက်တစ်ခါဩစတြေးလျဘက်မှာအများဆုံးတွေ့ရတဲ့ဘိုးဝါငှက်လေးတွေရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်ဒီကောင်လေးတွေကတကယ်ငပွေငရှုပ်လေးတွေပါသူတို့ကငှက်မကိုဆွဲဆောင်ဖို့အတွက်အချစ်ဥယျာဉ်လေးတစ်ခုဖန်တီးတယ်ပြီးတော့လူတွေစီကနေအပြာရောင်တောက်ပစ္စည်းလေးတွေကိုခိုးယူပြီးအမှုပညာပြကန်းသဘောမျိုးချပြထားလေရှိပါတယ်အချို့ကောင်တွေဆိုရင်ဒေါ်လာတွေနဲ့ကားတော့ပါမချမ်းခိုးယူလာတဲ့ကြပါသေးတယ်ဘိုးဝါငှက်မတွေကတော့အပြာရောင်အများဆုံးစုဆောင်းနိုင်တဲ့ငှက်ဖို့ကိုပဲသူတို့ရဲ့ကျင့်မော်အဖြစ်ရွေးချယ်လေးရှိကြပါတယ်နောက်တစ်ခါဂျပန်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့အမာမီနဲ့အိုကီနဝါတို့မှာအများဆုံးတွေ့ရတဲ့ Pepper Fish ဆိုတဲ့ငါးလေးတွေရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်ဒီကောင်လေးတွေကတော့တကယ်ကိုအမှုပညာရှင်လို့ခေါ်ဆိုထိုက်ပါတယ်သူတို့ကအမကိုဆွဲဆောင်ဖို့ရေအောင်ချမ်းပြဲမှာစက်ဝိုင်းပုံသဲပကြီးတွေကိုရေးဆွဲကြပါတယ်လက်ရအမြောက်ဆုံးသဲပကြီးကိုရေးဆွဲနိုင်တဲ့သူကိုသာလျှင်ငါးမတွေကကျင်ပေါ်အဖြစ်ရွေးချယ်လေးရှိကြပါတယ်နောက်တစ်ခါဩစတြေးလျဘက်မှာပဲအများဆုံးတွေ့ရတဲ့ Peacock Spider ဆိုတဲ့ပင်ကူလေးတွေရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်ရောင်စုံဝမ်းပိုက်ပါတဲ့အထီးလေးဟာအမရှိမှစီးချက်ညီညီနဲ့ခုံပေါက်ကပြရပါတယ်အမရဲ့စိတ်ကျေနပ်မှုကိုရမှအထီးကမိန်လိုက်ခွင့်ရပါတယ်စိတ်ကျေနပ်မှုမရရင်တော့အထီးကအမရဲ့အစာဖြစ်အစားခံနိုင်ရတဲ့အထီးအန္တရာယ်ကြီးမားလာပါတယ်ဒါကြောင့်အထီးလေးတွေဒါဟာအသက်ကိုရင်းပြီးစူးစမ်းရတယ်စွန့်စားမှုတစ်ခုပဲဖြစ်ပါတော့တယ်နောက်ဆုံးအနေနဲ့အချစ်အတွက်သူတို့ရဲ့ကြီးမားတဲ့မွေးရပါလက်နက်ကြီးကိုထုတ်ဖော်ပြသဝေယမ်းနေတတ်တဲ့ Fiddler Crab ဆိုတဲ့ကနန်းလေးတွေရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်။သူတို့ကခန္ဓာကိုယ်ရဲ့ကြီးမားတဲ့လက်မတစ်ခုကိုပိုင်ဆိုင်ထားတာပါ။သူတို့ကအဲ့ဒီကြီးမားတဲ့လက်မကိုလေထဲမှာစီးကျက်ညီညီဝေယမ်းပြီးအမတွေကိုဆွဲဆောင်ပါတယ်။အဲ့ဒီလက်မဟာဘလောက်ကြည့်ပြီးဘလောက်မြန်မြန်လှုပ်ရှားနိုင်လဲဆိုတာကပဲသူတို့ရဲ့ခွန်အားနဲ့ကျန်းမာရေးကိုပြသပြီးအမတွေရဲ့စိတ်ဝင်စားမှုကိုရယူတာဖြစ်ပါတယ်။ဒါကတော့သဘာဝတရားကြီးတွေကတရိတ်ဆန်လေးတွေရဲ့ချစ်စရာကောင်းတဲ့ချစ်ချင်းမြတ်တာဇာတ်လမ်းတွေကအနည်းငယ်ပဲဖြစ်ပါတယ်။ချစ်ချင်းမြတ်တာဆိုတာဘယ်သူမှမဆိုခံစားပိုင်ခွင့်ရှိပါတယ်။လူဖြစ်ဖြစ်တရိတ်ဆန်ဖြစ်ဖြစ်ချစ်ရတဲ့သူအတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားကြတဲ့သဘောပါပဲ။သူတို့လေးတွေရဲ့ချစ်စရာကောင်းတဲ့ကြိုးစားမှုလေးတွေကိုကြည့်ရင်ကျွန်တော်တို့တွေလည်းချစ်ရတဲ့သူတွေအတွက်အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲပေးစွမ်းနိုင်အောင်ကြိုးစားလိုက်ကြရအောင်လားဗျာ။